Okay ဒီနေ့ပြောမယ့်အကြောင်းကတော့ပန်ဒိုဂျာဖြစ်ပါတယ်ဂျိုရှူအာဘန်ကသူ့ရှီယာကပတ်ကိုလူရမှာသူကဂျိုဂျစ်ဆိုမှဂျိုရှူအာဘန်ရဲ့တိတ်တောင်းတစ်ဖန်လေးကိုကြည့်ရတယ်သူကဂျီရိုသမားတွေတုန်းကတော့သူကဂျိုရှူအာဘန်ကာကွယ်နိုင်တယ်ပေါ့ဗျာပန်ဒိုဂျာကိုလည်းသူကာကွယ်နိုင်မှသာသူစတန်ဖိုက်မှာနိုင်မှာပေါ့ပန်ဒိုဂျာသူထက်စားရင်တွေးကြံပူရှင်းတယ်တကယ်ကောင်းတဲ့ကောင်တွေကိုဝင်လုံးထားတယ်ပေါ့တကယ်ဂျိုဂျစ်ဆရာကြီးပေါ့ဘန်အဲ့ကကြည့်ရတဲ့လောက်သူကတိတ်တောင်းတစ်ဖန်ကောင်းတယ်လို့တော့ပြောလို့ရတယ်ဗျာဒီဂျပန်နဲ့ပွဲမှာပေါ့ဒါပေမဲ့ပြန်ကြည့်ရမယ်ပန်ဒိုဂျာကအတွေ့အကြုံရင်းတယ်တကယ်ကောင်းတဲ့ဖိုင်တန်တွေ့ကြတယ်ကာရာဖရန်တို့ပြီးတော့ဒီမိုရီနိုတို့အဲ့လိုဒီနောက်ဆုံးဂျိုရှူဝမ်ဖြုတ်ထားတဲ့ဘဲတို့ပေါ့ပြောရရင်သူကဒီစတန်ဖိုက်ကအဲ့လိုမကောင်းဘူး ground ကိုခေါ်ပြီးဆော့တယ်ကြောကုန်းဘက်ရောက်သွားရင်တော့ပြန်ထွက်ဖို့ခက်တယ်ပေါ့အိုလီဗီယာတို့လိုဖိုက်တာမျိုးဂျိုယစ်စုသားပေးဖိုက်တာပေါ့ဒီမက်ဆီကိုမော်ရီနိုဆိုလို့ရှိရင်လည်းဒါပြောရမယ်ဆိုရင်ဂျိုယစ်စုကောင်းတယ်ဗျလက်သီးလည်းကောင်းတယ်ပေါ့သူတော်မှမလွယ်ဘူးပေါ့ဒါပေမဲ့ပန်ဒိုဂျာရဲ့အားနည်းချက်ကတက်လုံပိုင်းလို့ပြောလို့ရတယ်ဗျအခုနောက်ပိုင်းမှာပန်ဒိုဂျာတက်လုံနည်းငယ်ကျလာငါးချီပွဲဆိုရင်ဒီ3ကြီးကစပြီးတော့နောက်ချီတွေမှာသူရုံးကန်ရနိုင်တယ်ပေါ့ဟုတ်ပန်ဒိုဂျာကိုနိုင်ရင်လို့ရှိရင်ကြောဘက်ကိုမပေးဖို့တော့လိုတယ်ဘက်ပိုသက်ရှင်မပေးမှသာရိုးချိုဘက်နိုင်နိုင်မယ်ဒါမှမဟုတ်ကြောကြီးသွားပေးလိုက်လို့ကတော့ချုပ်ရင်ပြန်ထွက်ဖို့ခက်တယ် body block တွေပါမြဲတယ်ပေါ့ပြီးတော့လက်သီးပိုင်းမှာဂျိုရှူဝါပန်လောက်ကြိုက်ဘူးဗျာအဲ့တော့ तू တိကိုတီထိုးပေမဲ့ဒီ knockout power ကပုံမှန်ဂျိုရှူဝါပန်လို့ဘဲမျိုးတော့မှတ်ဖို့မလွယ်ဘူးဗျအဲ့တော့နောက်ဆုံးဂျိုရှူဝါပန်နဲ့ထိုးထားတဲ့ဘဲရပြောထားတယ်လေသူပန်ဒိုဂျာ body shot ရင်လည်းမဆမ်းဘူးသေးဘူးပေါ့တကယ်လို့ body shot ရင်လည်းဆမ်းပြီးလို့ရှိရင်တော့နိုင်ကောင်းနိုင်လိမ့်မယ်ပေါ့ဂျိုရှူဝါပန် body shot တွေကောင်းတယ်ပေါ့ဒီမှာဆိုသူကဒီ level ညစ်ခံလိုက်ကားလို့ပွဲပြီးသွားတာပေါ့အဲ့တော့ပန်ဒိုဂျာရဲ့ first round ကအနေနဲ့များတယ်ဗျသူကအရန်တန်တဲ့အချိန်မှာသူ့ကိုစာပိုင်းမှာမပေးဖို့လိုတယ်တိတ်တပတ်မပေးဖို့လိုတယ်ပေါ့ပေးလို့ရှိရင်တော့ဘယ်သူမှမဆိုနားကတော့မှာပဲဘန်ရဲ့ကြောင်တစ်ဖက်ကိုကြည့်ရမယ်သူရဲ့ဂျိုသူ skill ကိုကြည့်ရမယ်အကုန်လုံးကတော့ဂျိုရှူဝါပန်ရှုံးမယ်လို့အများစုကခံမှန်းတယ်ပေါ့အများစုဆိုတာဒီမြန်မာတွေကလွဲပြီးတော့နိုင်ငံခြားဖိုက်တာတွေကပေါ့ဘာကြောင့်လဲဆိုတော့အတွေ့အကြုံပိုင်းရောဂျိုရှူဝါပန်အခုတော့ချန်ပီယံဖြစ်သေးဘူးပေါ့တစ်ချိန်ချိန်မှတော့ဖြစ်မှာပဲပေါ့အဲ့လိုတွက်တယ်ပေါ့ဒါပေမဲ့လည်းပြောလို့မရဘူးလေလိုပဲစိန်ခေါ်တော်တွေကနိုင်ပြီးချန်ပီယံတွေပြက်ကုန်တာပဲဗျာဂျိုရှူဝါပန်ကြောင့်ဖန်တော့ကောင်းနေတယ်ကျွန်တော်ကြည့်ရတော့မစိုးဘူးပြီးတော့ခန္ဓာကိုယ်အလုံးထဲနဲ့အသက်အရွယ်နဲ့မြေထိုင်တောင်းနေပေါ့အဲ့လိုဘာပဲဖြစ်ကန်ကောင်းပါသေးပွဲပြီးမတွေ့ရပါ